ကဲတော့ရှတို့ဒီနေ့အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ပတ်သက်တဲ့စကားလုံးလေးလေ့လာကြည့်အောင်ပေါ့နော်အဲ့တော့အခုရှင်းနေမှာပထမဆုံးက老师ကြတော့ဆရာမတွေကိုပြောတာ厨师ကြတော့ဒီစဖို့မှုတွေပြောတာ厨师နောက်တစ်ခုကကြတော့医生ကြတော့ဆရာဝန်တွေကိုပြောတာ护士ကြတော့ nurse တွေကိုပြောတာ护士နောက်တစ်ခု司機ဆိုရင် driver ပေါ့ကားမောင်းတဲ့လူတွေကိုဒီ司機လို့ခေါ်တယ်司機နောက်ခု農民ကြတော့လယ်သမားတွေပြောတာ工人ဆိုရင် worker တွေ工人အလုပ်သမားတွေပေါ့နောက်ခု警察ကြတော့ရဲကိုပြောတာနောက်ခု消防員ကြတော့မီးသတ်သမားတွေပြောတာနောက်ခု快遞員ကြတော့ delivery ပို့တဲ့လူတွေပေါ့နော်